ရုပ်ရှင်အစမှာရိုးရှင်းပေမဲ့ပျော်ရွှင်နေတဲ့မိသားစုလေးတစုကိုမြင်တွေ့ရတယ်။ခင်ပွန်းဖြစ်သူရေးဟာဂယုစိုက်တတ်တဲ့ဇနီးသည်ကလဲယာနဲ့သူတို့ရဲ့ချစ်ရတဲ့သမီးလေးဇိုဝီတို့နဲ့အတူအေးချမ်းစွာနေထိုင်နေပါတယ်။ခင်ပွန်းနဲ့ဇနီးတို့ဟာသူတို့ရဲ့အိမ်ကြီးချင်းတွေအလန့်တကြားပစ္စည်းတွေထုတ်ပိုးပြီးအိမ်တွေကနေပြေးထွက်နေတာကိုသတိထားမိလိုက်တယ်။သူတို့ဘာဖြစ်မှန်းမသိပဲအပြင်ထွက်လိုက်တဲ့အခါလမ်းပေါ်ကလူတိုင်းဟာကဘာပြက်နေတယ်လို့မျိုးပြေးလွှားနေကြတာကိုမြင်လိုက်ရတယ်။ဘာတွေဖြစ်နေမှန်းမသိသေးပေမဲ့ရေးကကြိုတင်ကာကွယ်တဲ့အနေနဲ့သူ့မိသားစုကိုခေါ်ပြီးမြို့ရဲကနေထွက်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့လမ်းမှာသူတို့ထူးဆန်းတဲ့အရာတစ်ခုကိုမြင်လိုက်ရတယ်။အရင်ကထွက်ပြေးခဲ့တဲ့အိမ်ကြီးချင်းတွေဟာအခုပြန်လာနေကြတာပါ။အခြေအနေတွေကပိုပြီးစိတ်မချမ်းမြေ့စရာဖြစ်လာခဲ့တယ်။ရေးရဲ့မိသားစုစိုးရိမ်လာပြီးမကြခင်မှာပဲရင်ကြောပိတ်ဆို့မှုတွေပိတ်မိနေခဲ့တယ်။အဲ့ဒီအခါမှာပဲမြို့ပြင်ဘက်ထွက်တဲ့တခုတည်းသောလမ်းကိုစစ်တပ်ကပိတ်ဆို့ထားပြီဆိုတာသိလိုက်ရတယ်။ခေါင်းပေါ်မှာရဟတ်ရင်တွေပြန်ဝဲနေပြီးမြို့ထဲမှာရုတ်တရက်ကူးစက်ရောဂါပြန့်နေတဲ့အတွက်မြို့ခံအားလုံးနေအိမ်ကိုချက်ချင်းပြန်ဖို့အမိန့်ပေးနေခဲ့တယ်။သူတို့ဟာလုံးဝအထီးကျန်တီးကြဖြစ်သွားပြီဆိုတာရေးသဘောပေါက်လိုက်တယ်။ကြောက်တုံးလိုအရာဝတ္ထုတစ်ခုကောင်းကင်ကနေပြုတ်ကျလာပြီးဖုံမုံတွေအုံလိုက်ကျသွားတယ်။ခဏကြာမှတိုက်လေရင်နှစီးဟာမြို့စီတန်းတန်းမတ်မတ်ဦးတည်ပြီးစူညံစွာပြန်တန်းသွားတယ်။ဘုံတွေမိုးရွာသလိုကျလာတာကိုလူတိုင်းကထိတ်လန့်တကြားကြည့်နေခဲ့ကြတယ်။ကလဲရချက်ချင်းပဲအမှန်တရားကိုသိလိုက်ရတယ်။သူတို့သာအမိန့်ကိုနာခံပြီးအိမ်ပြန်ခဲ့ရင်သူတို့ရဲ့ကံကြမ္မာဟာတေချာပေါက်အဆုံးသတ်သွားပြီ။အခုတိုက်လေရင်တွေကလမ်းပေါ်ကနေထွက်ပြေးနေကြတဲ့လူတွေစီကိုဦးတည်နေပြီ။အဲ့ဒီအခါမှာတော့လူတိုင်းနောက်ဆုံးမှာနားလည်သွားခဲ့ကြတယ်။စစ်တပ်ကသူတို့ကိုကယ်ဖို့စူးစမ်းနေတာမဟုတ်ဘူး။သူတို့ကိုတတ်ဖို့စူးစမ်းနေတာဖြစ်တယ်။ကလဲရဟာတောင်ကုန်းပေါ်ကကျောင်းတစ်ကျောင်းကိုမြင်လိုက်ပြီးမိသားစုကိုအမြန်တက်ဖို့တိုက်တွန်းတယ်။တိုက်လေရင်တွေဟာသူတို့ရဲ့ဒုတိယအကြိမ်ဘုံကျဲခြင်းကိုစတင်လိုက်ပေမဲ့ကံကောင်းစွာနဲ့ပဲသူတို့အချိန်မီပောက်ကွဲမှုလိုင်းကနေလွတ်မြောက်သွားခဲ့တယ်။မောပန်းစွာနဲ့လဲကျမတ်တက်လေကားထစ်တွေတက်ပြီးကျောင်းကိုရောက်တဲ့အခါသူတို့ဟာဘန်ကာတကားကိုအသေးအတန်ထူခဲ့ကြတယ်။လေရင်တွေရဲ့ကြဲလောင်တဲ့အတန်ပိုနီးလာတဲ့အချိန်မှာပဲလေးလံတဲ့တကားကြီးနောက်ဆုံးမှာပိတ်သွားခဲ့တယ်။ဘလိုဘိုင်ယက်မျိုးကစစ်တပ်ကိုဒီလိုပြင်းထန်တုံ့ပြန်ဖို့တွန်းအားပေးခဲ့တာလေ။ရေးရဲ့မိသားစုနားမလည်နိုင်ခဲ့ပေမဲ့အခုလောဆယ်တော့သူတို့ခုံစရာနေရာတစ်ခုတွေ့သွားပြီ။ဘန်ကာထဲမှာတော့တက်တန်းလုံသွားပြီဖြစ်တဲ့စီတူဖူးတွေရှိပြီးလူ၃ယောက်အတွက်အချိန်တော်ကြာလုံလောက်ပါတယ်။ဒါပေမဲ့ကလဲရမျက်နှာကတော့ဖြူဖြော့နေခဲ့တယ်။တကားပိတ်နေတော့ကသူမရဲ့လက်ဖွားဓာတ်ရှသွားခဲ့တယ်။သူမကူးဆက်ခံထားရပြီဆိုရင်ဘယ်လိုလုပ်မလဲ။သို့တော်လဲဒါဟာစဉ်းစားနေဖို့အချိန်မဟုတ်သေးဘူး။ရေးကဘန်ကာတကားကိုတန်ကြိုးတွေနဲ့တင်းတင်းကြပ်ကြပ်ချီနှောင်ပြီးခဏလောက်အဲ့ဒီမှာပုံအောင်ဖို့ဆုံးဖြတ်လိုက်တယ်။ဒါပေမဲ့မြေအောက်ကဘဝကမလွယ်ကူခဲ့ဘူး။နေ့တိုင်းကအတူတူပါပဲ။ဟောင်းနှမ်းနေတဲ့စီတူဖူးအစားအစာတွေနဲ့မြေအောက်ရေတွင်းဟောင်းကရွှင့်ရည်တွေပါပဲ။အချိန်ကုန်ဖို့အတွက်သူတို့ဖဲရိုက်ကြပြီးပုံတန်းကစားကြတယ်။ကဘာကြီးနဲ့အဆက်အသွယ်ပြတ်တောက်နေခဲ့တယ်။မိသားစုဟာအချိန်ရဲ့အဆုံးမှာနေထိုင်နေရတယ်လို့ခံစားနေခဲ့ရတယ်။သူတို့ရဲ့သမီးလေးဇိုဝီဟာပထမဆုံးစိတ်မတည်မငြိမ်ဖြစ်လာပြီးဒီမှာဘလောက်ကြာနေရမှာလဲလို့မေးခဲ့တယ်။ရေးမှာတကယ်တမ်းပြန်ဖြေစရာအဖြေမရှိခဲ့ဘူး။သူပြောနိုင်တာကဘိုင်ယက်ပျောက်သွားပြီးဘဝကပြန်လည်ဆက်တင်တဲ့အခါမှာပဲကျွန်တော်တို့အပြင်ထွက်ကြမယ်လို့ပြောခဲ့တယ်။ဒီလိုပုံအောင်နေရတဲ့အချိန်ဟာရက်ပေါင်း300အထိကြာလိမ့်မယ်လို့သူတို့ဘယ်တော့မှမတွေးခဲ့မိဘူး။ကောင်မလေးကလေဝင်လေထွက်ပြုံနဲ့ချိတ်ထားတဲ့မှန်ကနေပြင်ဘက်ကိုမကြာခဏချောင်းကြည့်ခဲ့ပေမဲ့အချိန်တိုင်းမှာပြားဖြစ်လောင်ကျွမ်းနေပြီးတမဲနဲ့မိုင်းညွန့်နေတဲ့ကဘာတစ်ခုကိုသာမြင်ခဲ့ရတယ်။တဖြည်းဖြည်းနဲ့သူတို့ဟာတကယ်ပဲနောက်ဆုံးကြံရှိတဲ့လူတွေဖြစ်နေပြီလို့သူမစတင်ခံစားလာရတယ်။ကလဲယာကသူမရဲ့သူငယ်ချင်းတွေလည်းသူတို့လိုပဲတနေရာမှာပုံနေကြမှာပါလို့တိုးတိုးလေးပြောပြီးနှစ်သိမ့်ပေးခဲ့တယ်။ဒီနေ့မှာတော့ကောင်မလေးကစီတူဖူးတစ်ဖူးကိုဖွင့်လိုက်တဲ့အခါအနောက်ဘက်မှာတင်းငယ်တဲ့အပေါက်လေးတစ်ခုနဲ့ဘာမှမရှိတဲ့အလုပ်ဖူးကိုသာတွေ့လိုက်ရတယ်။တခုခုကအစားအစာကိုခိုးယူသွားခဲ့ပြီးကလဲယာကကြံရှိနေတဲ့ပစ္စည်းတွေကိုစစ်ဆေးကြည့်တော့ဆဲနှစ်ဘူးကုန်နေပြီဆိုတာတွေ့လိုက်ရတယ်။နှစ်ပတ်စာရိတ်ခါတွေပျောက်ဆုံးနေပြီးစိတ်ပြက်လက်ပြက်နဲ့လေဝင်လေထွက်ပြုံကနေကြွက်တွေဝင်လာတာဖြစ်နိုင်တယ်လို့သူမတန်တရားရှိခဲ့တယ်။သမီးရဲ့ဝမ်းနည်းနေတဲ့မျက်နှာကိုမြင်တော့ရေးကအားပေးလိုက်တယ်။တေးသေးမွားမွားကိစ္စတွေကိုစိတ်မပူနဲ့။အစားအစာတွေကုန်သွားရင်ဖေးဖေးပေါ်တက်ပြီးထက်ရှာပေးမယ်။အဲ့ဒီညမှာတော့ကောင်မလေးကသူ့အမေနဲ့စော့နေတော့မှအနောက်ဘက်ကနေတိုးတိုးလေးအတန်တစ်ခုထွက်လာခဲ့တယ်။စက်တကောင်ဟာနောက်ထပ်စီတူဖူးတစ်ဖူးကိုခိုးဖို့ထပ်ပြီးတွားဝင်လာခဲ့တာပါ။ဒေါသထွက်နေတဲ့ရေးကဓာတ်တစ်ချောင်းကိုထုတ်ပြီးတက်ဖို့ပြင်လိုက်ပေမဲ့အဲ့ဒီတတဝါကပုံမဟုတ်အောင်မြန်ဆန်ပြီးအပေါက်စီကိုထိုးပြေးသွားတယ်။အဲ့ဒီကောင်လေးထွက်ပြေးခါနီးမှာပဲကလဲယာကခုံအုပ်လိုက်ပြီးဖမ်းမိသွားတယ်။ဒါပေမဲ့သူတို့ပျော်မွေးလို့မဆုံးခင်မှာပဲဆူရှာတဲ့အနက်တစ်မျိုးကဘန်ကာထဲကိုပြန့်နှံ့လာခဲ့တယ်။ကြက်ကစီမီခွက်ကိုတိုက်မိပြီးမှောက်သွားခဲ့တာပါ။အပူချိန်ကအမြင့်မြင့်တက်လာပြီးရုတ်တရက်မီးခွက်ပေါက်ကွဲသွားလို့ရေနံစီတွေနေရာအနှံ့ပြန့်ကျဲသွားတယ်။မီးတောက်တွေဟာမြင်မြန်ဆန်ဆန်ပြန့်နှံ့သွားတယ်။ကလဲယာကမီးငိမ့်တက်ဖို့အတွက်ကုလားကတစ်ထည်ကိုဆွဲဖြဲချလိုက်တယ်။ရေးကတော့ကြောက်ရည်ပိုက်ခေါင်းကနေရေတွေဆွဲပြီးမီးကိုငိမ့်တက်ဖို့လုပ်တယ်။စိတ်ပြက်ဖွယ်ရုန်းကန်ပြီးရဲ့နောက်မှာတော့သူတို့နောက်ဆုံးမှာမီးကိုငိမ့်တက်နိုင်ခဲ့တယ်။သူတို့သမီးကိုရှာဖို့လှည့်ကြည့်လိုက်တဲ့အခါသူမဟာကုတင်အောက်မှာပုံနေပြီးမှန်ကိုစိုက်ကြည့်နေတာကိုတွေ့ရတယ်။မီးခိုးတွေကလေဝင်လေထွက်ပြုံကနေအပြင်ကိုထွက်နေပြီးသူတို့ရဲ့နေရာကိုပေါက်ကြားနိုင်ခြေရှိနေတယ်။ညရဲ့အမောင်ထုကမီးခိုးတွေကိုဖုံးကွယ်ပေးနိုင်မှာပါလို့ရေးတိုးတိုးလေးပြောလိုက်တယ်။သူတို့၃ယောက်ဟာကြောက်လန့်တကြားနဲ့မျက်လုံးပေါက်မအိပ်ပဲနေခဲ့ကြတယ်။ကံကောင်းစွာပဲအဲ့ဒီညကဘာမှမဖြစ်ခဲ့ဘူး။နောက်နေ့မနက်မှာရေးကမှန်ကိုကြည့်လိုက်တော့မီးခိုးတွေကြောင့်မဲနဲ့နေတာကိုတွေ့ရတယ်။မီးခိုးတွေထွက်သွားခဲ့ပေမဲ့အခုအခါလေဝင်လေထွက်ပြုံပတ်လည်မှာထူထဲတဲ့ပြားလွှာတစ်ထက်ကန့်ညစ်နေတာကသူတို့ကိုဖုံးကွယ်ပေးနိုင်ကောင်းဖုံးကွယ်ပေးနိုင်လိမ့်မယ်။သူတို့ဟာဒါကိုတန်ရှင်းရေးလုပ်ဖို့ဆုံးဖြတ်လိုက်တယ်။ရေးနဲ့ကလဲယာဟာတကားကိုချုပ်ထားတဲ့တန်ကြိုးတွေကိုဖြုတ်အန်ရယ်ကိုတေချာနားထောင်ပြီးနောက်ဆုံးမှာအပြင်ကိုထွက်သွားကြတယ်။သူတို့ရဲ့သမီးလေးကိုတော့အထဲမှာတယောက်တည်းထားခဲ့ရတယ်။အချိန်တွေကုန်လွန်သွားပေမဲ့သူတို့ပြန်မလာခဲ့ဘူး။စိုးရိမ်တကြီးနဲ့ကောင်မလေးကကုလားထိုင်ပေါ်တက်ပြီး
မှန်ကနေအပြင်ဘက်ကိုချောင်းကြည့်လိုက်တယ်။သူမရဲ့မိဘတွေဟာဘန်ကာတကားကိုဖုံးကွယ်ဖို့စူးစမ်းနေတာကိုမြင်လိုက်ရတယ်ဒါပေမဲ့ခက်ဝေးဝေးကတစ်တော်ထဲမှာအနက်ရောင်ရိပ်တစ်ခုတွားသွားနေတာကိုတွေ့လိုက်တယ်။ကြောက်လန့်တကြားနဲ့ဖေဖေကိုသူ့ရဲ့နောက်ကျောကိုကြည့်ဖို့သူမအော်ပြောခဲ့ပေမဲ့သူတို့အတန်ကြားနိုင်လောက်အောင်ဝေးလုံးနေခဲ့ပြီ။ကြောက်လန့်မှုကသူမကိုလွှမ်းမိုးသွားပြီးအပြင်ကိုအလျင်မြန်ပြေးထွက်သွားခဲ့တယ်။ဒါပေမဲ့အပြင်ရောက်တော့သူမရဲ့မိဘတွေကိုဘယ်မှမတွေ့ရတော့ဘူး။ကြောက်လန့်မှုကသူမကိုလွှမ်းမိုးသွားပြီးအပြင်ကိုအလျင်မြန်ပြေးထွက်သွားခဲ့တယ်။ဒါပေမဲ့အပြင်ရောက်တော့သူမရဲ့မိဘတွေကိုဘယ်မှမတွေ့ရတော့ဘူး။ရုတ်တရက်လက်နှစ်ဖက်ကသူမကိုဆွဲကင်လိုက်တယ်။ဒါဟာရေးနဲ့ကလေးရပါ။သူတို့ဘန်ကာစီအမြန်ပြန်လာခဲ့ကြတယ်။ရေးကတစ်သားပြင်ပြားတွေနဲ့တကားကိုလုံခြုံအောင်ပိတ်လိုက်ပြီးပြန်ပြီးတင်းတင်းကြပ်ကြပ်တန်ကြိုးတွေနဲ့ချီနှောင်လိုက်တယ်။ပြီးတော့သူကတိတ်ဆိတ်ဖို့အချက်ပြပြီးနားကိုမြေကြီးပေါ်ကနားထောင်လိုက်တယ်။အပေါ်မှာခြေတံတွေကြားနေရတယ်လေးလံကြီးရဲ့ချက်ရှိနဲ့ရှာဖွေနေတဲ့အတန်တွေပေါ့။တခုခုကသူတို့အောက်မှာရှိနေတာကိုသိနေပြီ။ကောင်မလေးငိုပါတော့တယ်။ကလေးရကသူမကိုနှစ်သိမ့်ဖို့အသေးတန်စူးစမ်းနေပြီးဘလို့တန်မျိုးမဆိုအဆုံးသတ်နိုင်တယ်လို့တိုးတိုးလေးပြောခဲ့တယ်။ဇိုဝီငိန်သွားတဲ့အထိရေးကသူမရဲ့အာယုံကိုလွှဲပေးထားတယ်။ဒါပေမဲ့ကလေးရရဲ့မျက်လုံးတွေကလေဝင်လေထွက်ပြုံပေါ်မှာပဲအကြည့်မလွယ်စိုးရိမ်စိတ်တွေတိုးပွားနေခဲ့တယ်။ရုတ်တရက်ဘန်ကာတစ်ခုလုံးကိုလှုပ်ခါသွားစေရဲ့ကျေလောင်တဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့တယ်။ခြေတံတွေပိုလေးလာပြီးသူတို့ရဲ့ခိုလုံရနေရရဲ့အပေါ်တဲ့တင်မှာရက်တန့်သွားခဲ့တယ်။ရေးရဲ့နဖူးကနေချွေးတွေတဆက်ဆက်ကျနေခဲ့တယ်။သူတို့ကြောက်ရွံ့နေတဲ့အရာရောက်လာခဲ့ပြီးတခုခုကတန်တကားကိုအားနဲ့တွန်းနေတယ်။တန်ကြိုးတွေဟာပြင်းထန်စွာတချောက်ချောက်မြည်နေတယ်။ဝင်ရောက်လာသူကအထဲမှာလူရှိနေရဆိုတာသိနေတာရှင်းနေပါတယ်။ရိုက်ခတ်မှုတိုင်းကထောက်ထားတဲ့တစ်သားတန်းတွေကိုအကွဲစေတယ်။တကားကအချိန်များကြီးခံနိုင်တော့မှာမဟုတ်ဘူး။တတိကိုမွေးပြီးကလေးရလေကားပေါ်တက်ပြီးသူမရဲ့ကိုလေးချိန်ကိုတုံးပြီးတကားကိုပိတ်ထားဖို့ကြိုးစားတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့အဖုံးကပွင့်လာနေစေဖြစ်ပြီးတောက်ပတ်နေရဲ့အစိမ်းရောင်မျက်လုံးနှလုံးကအထဲကိုချောင်းကြည့်နေရဲ့။အဲ့ဒီအချိန်တိကျမှပဲရေးကတံပိုက်တစ်ခုကိုချိုးဖဲ့ပြီးတကားပေါင်ငယ်ကိုထိုးထည့်လိုက်တဲ့အခါတကားပိတ်သွားခဲ့တယ်။အပေါ်ကဖီအားရုတ်တရက်ပျောက်ကွယ်သွားပြီးဇနီးမောင်နှံကဘန်ကာကိုထပ်မံလုံခြုံအောင်လုပ်ခဲ့ကြတယ်။ခြေတံတွေနောက်ဆုံးမှာပျောက်ကွယ်သွားခဲ့ပေမဲ့ရေးရဲ့လက်တွေကမထိန်နိုင်အောင်တုံနေခဲ့တယ်။အခုတော့အပြင်လောကကြီးဟာရက်ဆက်တဲ့စစ်သားတွေနဲ့သာပြည့်နေတာမဟုတ်ပဲကြောက်စရာကောင်းတဲ့တတဝါတွေနဲ့ပါပြည့်နေပြီဆိုတာသူသိလိုက်ပြီ။မိသားစုဟာလေကားနားမှာမျောလင်းချက်မဲ့စွာနဲ့မောပန်းစွာကိုကပ်နေခဲ့ကြတယ်။သူတို့ရဲ့ပုံအောင်ရနေရာဟာဖော်ထုတ်ခံလိုက်ရပြီ။နောက်ထပ်တိုက်ခိုက်မှုတွေဟာဘယ်ချိန်မဆိုရောက်လာနိုင်တယ်။တကယ်လဲမကြခင်မှာပဲတိုလောင်ကန်းရဲ့စင်တွေတချောက်ချောက်မြည်လာပြီးအပေါ်ကရေတွက်မရနိုင်တဲ့ခြေတံတွေကြားလာရတယ်။အုံဖွဲ့ပြီးသူတို့စုဝေးကကြီးမားတဲ့တိုက်ခိုက်မှုကိုစတင်ခဲ့ကြတယ်။ဒီတစ်ခါမှာတော့တန်တကားဟာကျိုးပဲ့သွားခဲ့တယ်။ရေတွက်မရနိုင်တဲ့တောက်ပတ်နေရဲ့မျက်လုံးတွေဟာအမောင်ထုဖုံးလွှမ်းနေတဲ့ဘန်ကာထဲကိုစိုက်ကြည့်နေကြတယ်။ရေးရဲ့မိသားစုဟာကြောက်လန့်တကြားနဲ့နောက်ဆုတ်ခဲ့ပေမဲ့အဲ့ဒီတတဝါတွေဟာဆက်ပြီးရှေ့တိုးလာနေကြတယ်။ဂျေဆင်ကစီမီခွက်ကိုလွှဲပစ်ပြီးဘီရိုတစ်ခုကိုတကားကိုပိတ်ထားပေမဲ့ဒါဟာအချိန်များကြီးခံမှာမဟုတ်ဘူး။အဲ့ဒီအချိန်မှာပဲသူတို့ရဲ့သမီးလေးကမြေပြင်ပေါ်ကလေဝင်လေထွက်ပြုံအပေါက်တစ်ခုကိုမြင်လိုက်ရတယ်။ရေးကအဲ့ဒါကိုရိုက်ဖွင့်ပြီးဇနီးနဲ့ကလေးကိုတွန်းထည့်လိုက်တယ်။ဒါပေမဲ့သူလိုက်ဖို့စူးစမ်းတဲ့အခါကျင်းမြောင်းတဲ့လမ်းကသူ့ကိုပိတ်မိစေခဲ့တယ်။တတဝါတွေရောက်ဖို့စက္ကန့်ပိုင်းပဲလိုတော့တယ်။အသေးတန်ဖြစ်နေတဲ့ရေးဟာသူ့ရဲ့လက်ကိုကိုယ်တိုင်အစ်စ်ပြုတ်အောင်လုပ်ပြီးလွတ်မြောက်အောင်ယုံထွက်ခဲ့တယ်။ကလေးယာကသူ့ကိုအင်အားကုန်ဆွဲထုတ်နေတော့မိတောက်တွေထဲကနေကြီးမားတဲ့ခြေသီးပါတဲ့ခြေထောက်ကြီးတစ်ခုထိုးထွက်လာပြီးသူ့ကိုဖမ်းဆုပ်လိုက်တယ်။ရေးဟာဘန်ကာထဲဆွဲပြန်မသွင်းခံရခင်မှာသမီးကိုကာကွယ်ပေးဖို့ကလေးယာကိုအော်ပြောလိုက်တယ်။ကလေးယာနဲ့ဇိုဝီတို့ဟာဥမင်တွေရဲ့ကိုအပြေးလွှမ်းဝင်သွားပြီးသူတို့ရဲ့အနောက်မှာရေးရဲ့ရုန်းကန်နေတဲ့အတန်ကိုကြားနေရတယ်။သူမတီးလိုက်ပြီးရေးဟာသူ့အသက်နဲ့သူတို့ကိုအချိန်ဝယ်ပေးနေတာပါ။သူတို့အပြင်ကိုပြေးထွက်လိုက်တဲ့အခါကြီးမားတဲ့နံရံကြီးတစ်ခုကသူတို့လမ်းကိုပိတ်ဆို့ထားတာကိုတွေ့ရတယ်။ရဟတ်ရင်ရဲ့မိကြီးတစ်ခုကသူတို့စီကိုထိုးလာပြီးမိအောင်အောက်မှာပိတ်မိသွားကြတယ်။အပေါ်ကနေအေယာမပိုက်တစ်ခုပြုတ်ကျလာပြီးသူတို့နှစ်ယောက်လုံးကိုဖမ်းမိသွားတယ်။ပိုက်ရဲ့ဇာကွက်တွေကနေတဆင့်ကလေးယာဟာအစိမ်းရောင်တောက်ပတ်တဲ့မျက်လုံးတွေနဲ့အနက်ရောင်အရိပ်တွေနီးကပ်လာတာကိုမြင်လိုက်ရတယ်။ဒါပေမဲ့သူတို့ပုံနီးလာတဲ့အခါမှာဒါတွေဟာတတဝါတွေမဟုတ်ဘူးဆိုတာသူမသိလိုက်ရတယ်။သူတို့ဟာဝတ်စုံတွေဝတ်ထားတဲ့စစ်သားတွေပါ။စစ်သားတွေကဆေးထိုးပြုံတွေကိုဆွဲထုတ်ပြီးသူတို့ရဲ့လည်ပင်းတွေကိုထိုးလိုက်ကြတယ်။အနက်ရောင်သွေးတွေတဆက်ဆက်ယိုကျလာပြီးသူတို့ဟာကူးစက်ခံရသူတွေဖြစ်တယ်ဆိုတာကြေညာနေတယ်။စစ်ခေါင်းဆောင်ကသူ့လူတွေကိုမိခင်နဲ့ကလေးနှစ်ယောက်လုံးကိုကွပ်မျက်ဖို့အမိန့်ပေးလိုက်တယ်။ ဗိုင်းရပ်စ်ပထမဆုံးစတင်ပြန့်နှံ့ချိန်တုန်းကမြို့ခံတွေအများစုဟာဒါဟာလေထဲကနေကူးစက်နိုင်ပြီးအလွန်ကူးစက်လွယ်ကမမြင်နိုင်ဘူးဆိုတာကိုကြိုတင်ထိတွေ့ပြီးသားဖြစ်ခဲ့တယ်။စစ်တပ်ရဲ့ထိန်းချုပ်နိုင်တဲ့တခုတည်းသောနေလန်းကတော့ရက်ဆက်စွာတုတ်တင်ရှင်းလင်းပစ်တာပဲ။စစ်သားတွေကသူတို့ရဲ့လက်နက်တွေကိုသူ့ရဲ့သမီးစီချိန်ရလိုက်တာကိုကလေးယာဟာထိတ်လန့်တကြားကြည့်နေခဲ့တယ်။ဒေါသတွေကသူမကိုလွှမ်းမိုးသွားပြီးအနက်ရောင်သွေးကြောတွေကသူမရဲ့မျက်နှာပေါ်မှာတွားလာနေကြတယ်။ဒါပေမဲ့သူမတခုခုမလုပ်နိုင်ခင်မှာပဲစစ်သားတစ်ယောက်ရဲ့လည်ပင်းကနေသွေးတွေပန်းထွက်လာခဲ့တယ်။သူကရေးပါသူတရားကနေပြန်လာခဲ့ပြီးသူ့မျက်လုံးတွေကအနီရောင်တောက်ပနေတယ်။သူ့ရဲ့ခွန်အားတွေအဆက်များစွာတိုးပွားလာတယ်။ကူးစက်ခံရပြီးနောက်သူပြောင်းလဲသွားခဲ့ပြီးသူပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပေမဲ့တင်းနဲ့ကြည်စံတွေကိုအချိန်ကြာမခံနိုင်ခဲ့ဘူး။သူမြေပြင်ပေါ်မှာလဲကျသွားပြီးအသက်ရှူရုန်းကန်နေတယ်။ဒါပေမဲ့သူ့ရဲ့စတေးမှုကအချီးနှီးမဖြစ်ခဲ့ဘူး။ရုပ်ရုပ်တဲတဲဖြစ်နေချိန်မှာကလေးယာနဲ့သူမရဲ့သမီးဟာပိုက်ထဲကနေလွတ်မြောက်အောင်ယုံထွက်နိုင်ခဲ့တယ်။စစ်သားတွေဟာသူတို့ကိုရှာဖွေဖို့လူစုခွဲသွားကြတယ်။ကလေးယာကိုယ်တိုင်ပြောင်းလဲလာတာကိုမသိပဲသူမကစစ်သားချို့ကိုတက်ဖြတ်ပစ်လိုက်တယ်။ဒါပေမဲ့နောက်ဆုံးတော့အဖြစ်ခံရပြီးကားခေါင်မိုးပေါ်ပြုတ်ကျသွားခဲ့တယ်။အရိပ်ထဲမှာပုံနေတဲ့သူမရဲ့သမီးဟာအားလုံးကိုမြင်နေခဲ့ရတယ်။ဒေါသကြောင့်လွှမ်းမိုးသွားတဲ့ဇိုဝီဟာလည်းပြောင်းလဲလာပြီးစစ်သားတစ်ယောက်စီကိုတေလောက်အောင်ခုံအုပ်လိုက်တယ်။ဒါပေမဲ့သူမမတက်ခင်မှာကလေးယာကသူမကိုတားလိုက်တယ်။ သူ
သူမကသမီးကိုတတဝါအဖြစ်မပြောင်းလဲစေချင်ဘူးတဖြည်းဖြည်းနဲ့ဇိုဝီငြိမ်သက်သွားပြီးသူမရဲ့သွေးကြောတွေလည်းပုံမှန်ပြန်ဖြစ်သွားတယ်ဒါပေမဲ့သူမတိုက်ခိုက်ခဲ့တဲ့စစ်သားကတော့ကံကောင်းစွာနဲ့ပဲအဆုံးသတ်သွားပြီသူ့ရဲ့ဝတ်စုံကဆုတ်ပြဲသွားပြီးသူပါဗိုင်းရပ်စ်ကူးစက်ခံလိုက်ရတယ်ပြင်းထန်စွာဒဏ်ရာရထားတဲ့ရေးကသူ့သမီးကိုနောက်ဆုံးအကြိမ်ကြည့်ပြီးသူ့ရဲ့ရင်းနှီးရဲ့နှုတ်ဆက်နည်းနဲ့နှုတ်ဆက်လိုက်ပြီးနောက်မျက်လုံးတွေကိုထာဝရမိုက်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲနောက်ထပ်ရဟတ်ရင်တစ်စီးရောက်လာခဲ့တယ်ကလဲယာကဇိုဝီကိုဆွဲခေါ်ပြီးထွက်ပြေးခဲ့တယ်သူတို့ရှိုးဝက်မြေအောက်လမ်းတစ်ခုကိုရှာတွေ့တဲ့အထိအမိုက်ပုံတွေကြားထဲပုံနေခဲ့ကြတယ်ရုတ်တရက်မီးရောင်တစ်ခုကသူတို့ရဲ့အိမ်ကြီးချင်းဟောင်းကောင်လေးတစ်ယောက်ကိုဖော်ထုတ်ပေးလိုက်ပြီးသူကသူတို့နဲ့ရင်းနှီးရဲ့အသက်ရှင်ကျန်ရစ်သူအများပြားပုံအောင်နေတဲ့ရှိုးဝက်မြေအောက်ခန်းစီခေါ်သွားတယ်ရေတွက်မရနိုင်တဲ့လူတွေဟာအသက်ရှင်ဖို့အတွက်အမောင်ထဲကကြွက်တွေလိုပဲအတင်းကျပ်နေထိုင်နေကြရတယ်ရေးရဲ့မိသားစုဟာနေ့ရက်တိုင်းကိုတတဝါတွေစီကနေပြေးနေခဲ့ရတယ်သို့တော့အမှန်တကယ်တော့ကူးစက်ခံထားရတဲ့ကဘာရဲ့မျက်လုံးတွေထဲမှာသူတို့ကိုယ်တိုင်ကပဲတတဝါတွေဖြစ်နေခဲ့ကြတယ်ပြီးတော့တေးသေးချာချာအာယုံဆိုင်မယ်ဆိုရင်သူတို့ဟာကူးစက်ခံထားရတယ်ဆိုတာအမြဲတမ်းသိနေခဲ့ကြတယ်ဆိုတာကိုတင်သဘောပေါက်လိမ့်မယ်ဒါကြောင့်ပဲသူတို့ဟာသူတို့ရဲ့သမီးကိုဒေါသမထွက်ဖို့အမြဲတမ်းသတိပေးနေခဲ့တာပါဘာလို့လဲဆိုတော့ဒေါသကပြောင်းလဲခြင်းကိုဖြစ်ပေါ်စေလို့ပါပဲ